အခုရောက်ရှိနေတဲ့နေရာကျတော့ငါးပြတိုက်ပေါ့နော်ဒီငါးပြတိုက်ကဘယ်နေရာလမရှိလေဆိုရင် KLCC မှာဟုတ်ပါတယ် KLCC မြေအောက်ခန်းမှာလောက်ထားတဲ့ငါးပြတိုက်ဟုတ်ပါတယ်လို့ဒီငါးပြတိုက်ကဒီမလေးရှားနိုင်ငံဒီကွာလာလမ်ပူမြို့မှာကျတော့အကြီးဆုံးလို့ပြောလို့ရတာပေါ့နော်သူကအရန်လှပါတယ်ပေါ့နော်အထင်းမှာလဲဒီသူကခြေထောက်တွေမညာအောင်ပေါ့နော်သူကဒီဆက်လေကားတွေရှိပါတယ်လို့တကြီးတဲ့လူတွေစီးလို့ရတာပေါ့နော်အသက်ငယ်ငယ်လူလေးစီးချင်းစီးလို့ရပါတယ်လို့တကယ်လို့ရှောက်ပြီးမှပတ်မယ်ဆိုတော့ခြေထောက်တော့နည်းနည်းညောင်းတာပေါ့နော်ရင်တစုလဲခြေထောက်တွေမညာအောင်လဲအဆင်ပြေအောင်လုပ်ထားပါတယ်လို့ငါးတွေကြတော့အစုံရှိပါတယ်ပေါ့နော်ဒါပေမဲ့ဈေးလုံးကြတော့ဒီဝင်ကြေးပေါ့နော်ဝင်ကြေးတော့ဈေးနည်းနည်းတော့ကွာတာပေါ့နော်ဒီကျမတို့ဒီနိုင်ငံခြားသားတွေနဲ့ဒီနိုင်ငံသားတွေဆိုရင်ပေါ့နော်နိုင်ငံသားတွေကဈေးတက်တာပါတယ်ပေါ့နော်ဝင်ကြေးကဒီနိုင်ငံခြားသားတွေကြတော့သူက80ကျော်တာပေါ့နော်85လားမသိဘူးဟုတ်တယ်85အေးဟုတ်တယ်နည်းနည်းကွာတာပေါ့နော်နိုင်ငံသားတွေနဲ့နိုင်ငံခြားသားတွေရဲ့ဒီဝင်ကြေးရဲ့လက်မှတ်ရဲ့ဈေးနှုန်းပေါ့နော်ကွာပါတယ်လို့ပြီးတော့ဒီမလေးရှားမှာနေတဲ့လူတိုင်းကသိတာပေါ့နော်ဘယ်နေရာမှာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးပြတိုက်ဒီဆေးရုံတွေစေခဏီပေါ့နော်နေရာတိုင်းမှာပေါ့နော်သူတို့ဒီနိုင်ငံမှာကျတော့ဒီနိုင်ငံခြားသားနဲ့နိုင်ငံသားတွေရဲ့ဒီဝင်ကြေးတွေဒီကဈေးကွာတာပေါ့နော်ဒီတိဆိုင်ရုံပဲတွားပေါ့နော်ဈေးနှုန်းတော့ကွာပါတယ်လို့ဝင်ကြေးပေါ့နော်လက်မှတ်ဝယ်ရတာတော့ဈေးနှုန်းကွာတယ်လို့အဲ့ဒါပြောချင်တာဒီ KL ရောက်လို့ရှိရင်လာလေတော့လေကြည့်ပါပေါ့နော်အတွေ့အကြုံတော့ရတာပေါ့နော်ဒီမြေခမလောက်ထားရဆိုတော့လာလေအရန်လာပါတယ်လို့ငါးတွေကအစုံရှိတာပေါ့နော်အဲဒါကြောင့်ဗီဒီယိုနည်းနည်းလေးရိုက်လာပါတယ်လို့Ba. Apa nama? Cukup deh bangga tu. Iya, bah ya. Tegang siapa ni? Di mana tu kampung ni. Ui, tusuk balu. Asin dah. Man tu dah mungkin nang lah.
ဒီမှာရှိတဲ့ဒီငါးတွေဆိုရင်ပေါ့နော်တကယ်ဟိုမှာတော့ချစ်ရင်ပေါ့နော်တကယ်ကိုလှတာနော်အခုဒီထဲမှာမလို့တိတ်မလှတယ်လို့ဟုတ်တယ်ဒါပေမဲ့အချက်ချက်မှာကိုကတော့ချစ်လို့ရှိရင်ပေါ့နော်တကယ်ကိုလှပါတယ်လို့ငါးတွေပေါ့နော်ငါးတွေကနန်းဒီပစုံနေပေါ့နော်တချို့ဒီငါးရဲ့နာမည်ကတော့ကျမတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့မှာစာရီဘာငါဆိုတဲ့စာရီလေးအများကြီးသူတို့ကရေးထားတာပေါ့နော်ကိုကတကယ်လေ့လာချင်နေဆိုရင်ပေါ့နော်အချိန်တော့နည်းနည်းပေးရတာပေါ့နော်အဲ့မှာတကယ်အသေးစိတ်ကိုသူတို့ကရေးထားပါတယ်လို့ အခုရေးတယ် 有嘛下来我有。 ဒီ ဒါသူတို့ကအစာကြီးတာပေါ့နော်အရင်ချစ်ပူကောင်းတာအစာယူစားနေရသူတို့ကတင်ပေးထားရဆိုတော့အရင်တည်သွားပြီပေါ့နော်သူတို့ကအစာကျွလို့ရှိရင်ဘယ်လိုနေရတယ်ဘယ်လိုကန်ရတာကအစာပေါ့သူတို့ကအရင်တည်နေပြီဒါအရင်ကိုလှတာလူတွေကနေ့တိုင်းလူများတာပေါ့နော်ဒီနေရာမှာကျတော့လာကြည့်တဲ့လူတွေကအရန်ကိုများပါတယ်လို့အဲ့မှာကျတော့သူကကင်မရာကျတော့ယူလာပိုင်ခွင့်မရှိဘူးပေါ့နော်ကင်မရာယူလာမယ်ဆိုတော့သူကလက်မှတ်တင်ဖြစ်ရတာလည်းမသိတော့ဘူးကျမတို့ကဖုန်းလေးပဲရိုက်ခဲ့တာပေါ့ဖုန်းတော့ရိုက်လို့ရတယ်ကင်မရာနဲ့ကျတော့မရဘူးလို့ထင်မလို့တော့ဒါပါလားလို့ပြောရင်ငါနာမည်ကတိတ်မသိဘူးဆိုတော့这样，那听不见了什么？听说班都是的。听说土贼来讲是呢，我让在过节过的。 ငငန်းမြင်ကြုံကျေကူอ่ะtempo ကင tempo ကခံကျေဖညတဲ့ငါညကြုံ tempo ခါကျေဖညငါ ဒီမှာဒီကကျတော့ဒီလက်ဆောင်တွေရောင်းတဲ့ဟာပေါ့နော်ပစ္စည်းတွေပေါ့နော်ဒီကိုကတငယ်ချင်းတွေအတွက်လက်ဆောင်တွေဝယ်လာပေးချင်နေဆိုရင်အမှန်ပေါ့နော်အများကြီးဝယ်လို့ရတယ်ရန်လာတာပေါ့နော်ဒါတွေလဲငါတပ်ပုံတွေအများကြီးရှိပါတယ်လို့ဒါအမှသူရောင်းတဲ့ဟာတွေဟုတ်တယ်ဝယ်ချင်တဲ့လူတွေဆိုရင်အမှတ်တရအနေနဲ့ကိုကအမှ shopping နဲ့ခါရဲ shopping မှာပေါ့နော်ဝယ်လို့ရပါတယ်လို့ Beli lau, nak beli ni. Ambil apa tak dia? bye bye နောက်ဒီမှာပြန်ဆုံရအောင်